ပရိတ်တရားတော်မြတ်ကိုသုတ်တန်တရားတော်မြတ်ကိုနာကျမ်းမေတ္တာပွားများပါကုန်၏အရှင်ဘုရားဘုရားတပည့်တော်တို့သည်လေယနေ့ယခုပြုစုအပ်သောဒါနာကုသိုလ်စောင့်တည်အပ်သောသီလကုသိုလ်နာကျမ်းအပ်သောဓမ္မသဝနာကုသိုလ်ထိုကုသိုလ်တရားတို့ကိုအစထားပြီးလည်းဘုရားတပည့်တော်မတို့ជីကရုမိသားစုသည်ယနေ့မှအစပြု၍အသက်ရှိခြင်းအစင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဖုံးတကောအာနဝကြီးခြင်းအစရှိသောလောကီရှမ်းသာလောကုတ္တရာရှမ်းသာယရနာတို့ကိုမတောင်းမတန်းမကြောက်ကြပဲပြည့်စုံပါစေသာအရှင်ဘုရားယနေ့ယခုမြတ်ဗုဒ္ဓဤတရားတော်ကိုနာကြားအပ်သောနိမအစပြု၍အန္တရာယ်ခတ်သည်ရန်ဆွေခတ်သည်ကြောင်းကြခတ်သည်ပူပင်ခတ်သည်တို့မှာကိစ္စပပျောက်၍ကောင်းကျိုးရှမ်းသာမင်္ဂလာတိဖြစ်ပါစေသာအရှင်ဘုရားယနေ့ယခုပြုစုအပ်သောကုသိုလ်တရားကိုမိဘနှစ်ပါးတို့အား၎င်းဘိုးဘော်တို့အား၎င်းဆရာတို့အား၎င်းသားသမီးတို့အား၎င်းဆွေမျိုးတို့အား၎င်းလူတို့တနည်းပြည့်ရှင်မင်းအား၎င်းငရေတနည်းယမမင်းတို့အား၎င်းကိုဆောင်နဲ့အိမ်ဆောင်နဲ့ရက်ွက်ဆောင်နဲ့အိမ်ယာဆောင်နဲ့သာသနာတော်ဆောင်နဲ့နေတို့တနည်းတရားမင်းတို့အား၎င်းဘာစီယာမအမြတ်ပေးဝေပါကုန်၏အမြတ်ရကြ၍ကိုယ်စိတ်နှပြကျမ်းမာရှမ်းသာရှိကြပါစေသောကုသိုလ်အမြတ်ရေ